Okay, TikTok video တွေကိုစေပြီး TikTok မှာပြတင်နေတဲ့သူတွေအတွက်မူရင်းသူရဲ့ logo မပေါအောင် Pro ချထောင်းတဲ့နည်းလေးကိုပြောပေးသွားမှာဖြစ်ပါတယ်နော် Okay ဒီနည်းလေးကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်ရဲ့ video လေးကိုဆုံးထိလက်ကြည့်ပေးဖို့တောင်းဆိုလိုက်ပါရယ်နော် Okay ဒါဆိုကျွန်တော်တို့ video လေးကိုစလိုက်ကြအောင်နော် Okay TikTok မှာမူရင်းသူရဲ့ logo မပေါအောင်ထောင်းတဲ့နည်းကိုပြောပေးသွားမှာဖြစ်ပါတယ်နော် Okay ဒါဆိုအရင်ဆုံးနေနဲ့ကျွန်တော်တို့ TikTok ထဲကိုဝင်လိုက်မယ်နော် Okay ဒီမှာကျွန်တော်တို့ share ဆိုတာလေးကိုနှိပ်လိုက်မယ်နော် Okay အဲ့လိုမျိုးလေးပေါ်လာရင် save video ဆိုတာလေးကိုမနှိပ်နဲ့နော်အဲ့ဒါနဲ့တောင်းလိုက်ရင်ပြီးရင်သူရဲ့ logo ပေါ်နေမှာဖြစ်ပါတယ်နော် Okay ဒီဟာလေးကိုဒီ pen လေးကိုနည်းနည်းကျွန်တော်ရွှေ့လိုက်မယ်နော် Okay mode ဆိုတာလေးကိုနှိပ်လိုက်မယ်နော်ဒီမှာဒီလိုမျိုးလေးပေါ်လာနေမယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့က remake ဆိုတာလေးထဲကိုကျွန်တော်တို့ဝင်လိုက်မယ်နော် Okay ဒီမှာကျွန်တော်တို့ခဏလောက်ဆောင်းလိုက်ပါနော် Okay ဒီမှာ music ဆိုတာနဲ့ video အဲ့ဒါနှစ်ခုပေါ်နေမှာဖြစ်ပါရဲ့နော် video ဆိုတာလေးကိုကျွန်တော်ရွေးလိုက်မယ်နော်ပြီးရင်ကျွန်တော်တို့ download ဆိုတာလေးကိုနှိပ်လိုက်မယ်နော် download ပြီးသွားပြီဆိုရင်အဲ့ဒါဒီထဲကိုကျွန်တော်တို့တစ်ချက်ဝင်ကြည့်လိုက်မယ်နော် Okay ဒီမှာနော်လုံးဝမူရင်းသူရဲ့ logo မပါတော့เนาะဒါပေမဲ့ကျွန်တော်တို့က credit တော့ပေးရမယ်เนาะ Okay ဒီနည်းလေးကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်သွားပေးဖို့မမေ့နဲ့အောင်เนาะ Okay ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะ Okay ဒီဗီဒီယိုလေးကခုကြည့်နေတဲ့သူတွေအတွက်ကြိုးရှိမယ်လို့ထင်ပါရဲ့เนาะ Okay ဒါဆိုဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲเนาะနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးကျေးဇူးတင်ပါတယ် Okay bye bye ကျွန်တော်နာမည်ကတော့တူရင်းပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်